ပုဂ္ဂိုလ်တော်ခံမြတ်ကတော့တပည့်တော်ကိုဒီမေခွန်းတစ်ခုမေးခဲ့ဘူးပါတယ်အိမ်မှာရုပ်ပွားတော်တွေကိုပင့်ပြီးကိုယ်ွယ်စိတ်ကချင်းသည်အပြစ်ကင်းရှင်းပါသလားဆိုပြီးတော့ဒီမေခွန်းမေးတယ်ဒီတော့ဒိဋ္ဌံတေနိဗ္ဗုတေသာပိသမေစိတ်တေတမံဖလံစေတောပဏိတိဟေတုဟိတတ္ထာကိစ္ဆန္တိဒုက္ခတေဆိုပြီးဟောကြားတော်မူတဲ့အတိုင်းသတ္တောထင်ရှားတည်ရှိနေတဲ့ဘုရားရှင်အပေါ်မှာပဲဖြစ်စေပရိနိဗ္ဗာန်ဆံတော်မူပြီးတဲ့အခါသတ္တောထင်ရှားဘုရားရဲ့ကိုယ်စားကိုယ်ွယ်စိတ်ကနေတဲ့ယူဘောတွေထမှာပဲဖြစ်စေသမေစိတ်ဒီသမဖလံစိတ်ထားကညီတူညီမျှရှိမယ်ဆိုရင်အကျိုးကညီမျှလျက်ပဲရှိတယ်ဒီတော့ခုတပည့်တော်မိမိတို့အိမ်မှာဘုရားရှင်ကကြွရောက်ပြီးသတင်းသုံးပြီးဆိုကြစို့ဘုရားရှင်ရှိမှအော်လိုက်ငေါလိုက်ဆဲလိုက်ဆိုလိုက်ဒီလိုဆိုရင်ဒါဘုရားရှင်ကိုယိုသိလေးစားတဲ့သဘောရှိသလားနောက်တစ်ခုဘုရားရှင်ရှိမဇနီးမောင်နှံတို့ချင်းအောင်ချပြီးတော့အတူအိပ်ဆက်နေကြတယ်ယိုသိလေးစားသလားမယိုသိမလေးစားသလားစဉ်းစားကြည့်ပေါ့ဒါဘုရားရှင်အပေါ်၌ယိုသိတော့ဝတ်တဲ့စိတ်ထားတွေကအပြော့နေတယ်